စစ်ဖက်နှက်အောက်ကတရားစီရင်ရေးဆိုတာအဲ့ဒါကိုပြောတာဟမ်အာနာသိန်းစတင်ကြဲကဒေါန်ဆန်းစုကြည်နဲ့ဦးဝင်းမြင့်ကိုဖမ်းသွားတယ်နော် CRPH တို့ NUG တို့ PDF တို့ဆိုတာဒေါန်ဆန်းစုကြည်နဲ့ဦးဝင်းမြင့်ထောင်ထဲမှာထိမ့်သိမ်းထားစဉ်ကာလနောက်ပိုင်းမှာသာဖွဲ့စည်းခဲ့တာအဲ့ဒါကိုတရားရုံးထွက်ချက်တွေခုပေါက်ကြားလာတဲ့အခါမှာဒါတွေကိုနိုင်ငံတော်အဆင့်ရှိတဲ့ဥပဒေရာရှိကပြန်လည်မေးခွန်းတွေမေးထားတယ်နော်အဲ့ဒါကိုလည်းနိုင်ငံတော်အဆင့်ရှိတဲ့တရားသူကြီးကတိနဲ့ထိုင်ပြီးတော့တားမြစ်ခြင်းမရှိဘူးမေးခွန်းတွေစစ်ဖက်နှက်အောက်ကတရားစီရင်ဆိုအဲ့ဒါနော်မင်းလို့တဲ့တရားစီရင်ရေးပြန်လည်မေးခွန်းတွေအခုထွက်လာတယ်ဒေါန်ဆန်းစုကြည်နဲ့ဦးဝင်းမြင့်ကို ICRP ကနော် NUG PDF ဖွဲ့တာနဲ့ပတ်သက်ပြီးတော့သိလားမသိလားဆိုတာမေးခွန်းတွေမေးတယ်နော်ဆိုတော့မင်းတို့တော်တော်စောက်အုံးတော့မရှိတဲ့ကောင်လေးပဲမင်းတို့မသိရင်ငါပြောပြမယ် CRPH ကဖေဖော်ဝါရီလ2021ခုနှစ်ဖေဖော်ဝါရီလ9ရက်နေ့မှာဖွဲ့တာအဲ့ CRPH ကမှတစ်ဆက် NUG ကိုဖွဲ့တာဧပြီလ16ရက်နေ့မှာဖွဲ့တာအဲ့ NUG ကမှတစ်ဆက်မေလ9ရက်နေ့မှာ PDF ဆိုပြီးတော့ဖွဲ့တာနော်တရားသူကြီးတွေရောအဲ့ပြန်လည်မေးခွန်းမေးတဲ့ဥပဒေရာရှိတွေရောမသိရင်သေအောင်မှတ်ထားဒီအဖွဲ့အစည်း၃ခုကဒေါန်ဆန်းစုကြည်နဲ့ဦးဝင်းမြင့်ကိုထောင်ထဲထည့်ပြီးမှဖွဲ့ခဲ့တာအဲ့ဒါသူတို့သိမလားဟမ်သူစောက်ယူနေတာဟမ်တရားစင်ရေးမေးချင်တာမေးနော်မေးလို့ရလားမရလားမေးခွန်းတွေမသိဘူးဟိုကလည်းဒီဟာတွေကိုတားမြစ်ဖို့တရားသူကြီးဆိုတာတားမြစ်ကမှမသိဘူးအဲ့စစ်ပနက်ကတရားစင်ရအဲ့ဒါနော်အဓိပ္ပာယ်မရှိတဲ့မေးခွန်းတွေမေးဒေါန်ဆန်းစုကြည်ပြောတာအဲ့ဒါပေါ့သူ့ကိုတရားစွဲဆိုရတဲ့ဟာတွေကထွက်ချက်တွေက all accept နော်လုံးဝအဓိပ္ပာယ်မဲ့တဲ့ဟာတွေကလင်ကချစ်တွေ